နှစ်ထဲမှာပြောင်းလဲပြီးတော့ဆက်ထားတဲ့ချင်းတစ်ပုံလေးရှိတယ်ချင်းလေးကဖွတ်ကြားတဲ့ကျွန်တော်ညီကိုရထူးခြားတယ်ဟိုသူကဘာအကြောင်းသွားလေ့လာလဲဆိုတော့ဖွတ်အကြောင်းသွားလေ့လာတော့လေတော့ဖွတ်အကြောင်းသွားလေ့လာတော့ဖွတ်မှာ2မျိုးရှိတယ်ဆရာတဲ့သူရှင်းပြမှကြော်လဲသိတယ်ဖွတ်မှာ2မျိုးရှိတယ်တဲ့ဖွတ်အညိုနဲ့ရိုးရိုးတန်းဖွတ်ပေါ့နောက်ဒီမျိုးဖွတ်ကြားတဲ့အဲ့ဒီဖွတ်အကြားကတဲ့တချို့ဖွတ်တခြားဖွတ်နဲ့မတူဘူးတဲ့သူကတခြားဖွတ်တွေကလူလိုက်ပြီးဆိုတော့သူကထွက်ပြေးတာလက်အောင်မကြည့်တော့ထွက်ပြေးတာဒါပေမဲ့အဲ့ဖွတ်ကြားကသူကသူများလိုက်သူကပြေးတယ်ပြေးပြီးသူကခဏနေရက်သွားဟာဘာလို့ရက်လဲဆိုတော့လေးလာကြည့်လိုက်တော့အဲ့ဒီဖွတ်ကြားသူပြေးနေတယ်ဘာလို့ပြေးတာလဲဆိုတော့သူမေ့သွားတယ်သူအုံနောက်ကသူကတိတ်ဟိုစဉ်းစားဉာဏ်တိတ်မရှိဘူးဆိုတော့ဒါကြောင့်သူကဖွတ်ကြားမိတာမြန်တယ်ပေါ့ပြေးနေသူကမုတ်ဆိုးလိုက်လို့ပြေးနေသူကသူဘာလို့ပြေးတာလဲပေါ့နော်မုတ်ဆိုးလိုက်တာသူမေ့သွားတာဆိုတော့အဲ့လိုမျိုးအုံနောက်ညံနေတဲ့ဖွတ်ကြားပေါ့သူ့ရဲ့တခြင်းလေးကဖွတ်ကြားတဲ့ဒီဖွတ်ကြားတခြင်းလေးဆရာရှင်းပြသွားတဲ့အတိုင်းပါပဲအဲ့လိုပေါ့ဒီမှာရှိတဲ့သူအားလုံးကဖြာသားတမျိုးတွေဆိုတော့ကျွန်တော်လူကြည့်ပါတယ်ဘာကိုကြည့်ပြီးပြောလဲဆိုတော့မျက်နှာကိုကြည့်ပြီးပြောတာပါမျက်နှာချောတယ်လေဒါတော့လေးတွေအားလုံးချောပါတယ်ဘာကြောင့်လဲဆိုဆရာပြောသလိုဖဲပုံနဲ့ဆိုင်တယ်အာမင်Bye.
Yes, you can come in, come to us.